ဘာသာစကားတစ်ခုပေါ့နော် language တစ်ခုကိုမလိုအပ်ခင်ကလေးကသင်ထားတာကပဲအခွင့်အလမ်းတွေအများကြီးယူဆောင်လာနိုင်မယ်ဆိုတာကိုကျွန်တော်နည်းနည်းပြောပြချင်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတစ်ချက်လေ့လာကြည့်လိုက်ပေါ့နော်ဒီအင်္ဂလိပ်စာကျွမ်းကျင်တဲ့သူဖြစ်ဖြစ်Chinese ကျွမ်းကျင်တဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ် Thai language ကျွမ်းကျင်တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့များသောအားဖြင့်ကဒီလက်ရှိကျွမ်းကျင်အဆင့်ထိမရောက်ခင်တော်များအားစိုက်ပြီးတော့ကျွန်တော်လေ့လာခဲ့ရတာတွေ့လိမ့်မယ်နော်အင်္ဂလိပ်ဆိုရင်လည်းများသောအားဖြင့်အရင်ကတည်းကအင်္ဂလိပ်စာကိုယူသွတ်ခဲ့တယ်လေ့လာခဲ့တယ်ပြောခဲ့တယ်Chinese ဆိုရင်လည်းအရင်ကတည်းကတရုတ်စာကျူရှင်သွားခဲ့တယ်ကျောင်းနေတက်ခဲ့တယ်เนาะThai ဆိုရင်လည်းတော်များအဲ့လိုနှစ်အနည်းငယ်ပေးဆက်ပြီးတော့တင်ယူခဲ့မှာပဲအခုချိန်မှာကျွမ်းကျင်အဆင့်ကိုရောက်ပြီးတော့တန်းပြီးတော့အသုံးချနိုင်တာပေါ့နော်ဒါကလည်းတချို့မတင်ခဲ့ရဘူးဆိုရင်လည်းကိစ္စမရှိဘူးအခုမှတင်နေဆိုရင်လည်းမိတော့မိသေးတယ်နော်ဒါပေမဲ့တေချာတစ်ခုတော့ဘာသာစကားတစ်ခုကလိုအပ်မှစတင်နေဆိုရင်သူများတဲ့ဆိုင်နည်းနည်းလေးတော့နောက်ကျတယ်အဲ့တော့ကိုတကယ်မလိုအပ်ခင်ကလေးကเนาะဒီ language ကိုငါကျွမ်းကျင်ထားခြင်းတယ်ဒီ language နဲ့ပတ်သက်တဲ့အလုပ်တွေကိုလုပ်ချင်တယ်လို့ကို့မှာ idea ရှိထားတယ်အဲ့ဒါနဲ့သက်ဆိုင်တဲ့ဘာသာစကားတွေကိုကြိုပြီးတော့စပြီးလေ့လာထားတာကို့အတွက်သူများတဲ့ရှင်လို့ရှိရင်အားသာချက်အများကြီးရှိစေတယ်เนาะကို့မှာအချိန်အများကြီးသူများတဲ့ပိုရတယ်ဘာသာစကားနဲ့ပတ်သက်တဲ့ကျွမ်းကျင်အဆင့်ထိလုံလောက်တဲ့အချိန်သူများတဲ့ပိုရတယ်တကယ်လိုအပ်တဲ့အချိန်မှာဆိုရင်လည်းပဲကိုကကျွမ်းကျင်အဆင့်ကိုရောက်နေပြီ level တစ်ခုရောက်နေပြီအဲဆိုရင်ကိုတက်ကျွမ်းတဲ့ဘာသာစကားကိုတခါတည်းတန်းပြီးတော့အသုံးချလိုက်ရုံပဲအဲ့တော့ Chinese မှာလည်းအတူတူပဲအဲ့တော့တရုတ်စကားလုံးဝလိုအပ်ပြီဆိုမှသင်လို့ရှိရင်အရန်ပင်ပန်းတယ်เนาะကိုလိုချင်တဲ့ level လည်းမရောက်ဘူးတခါလေးမှာကိုမှန်းထားတဲ့အလုပ်တွေလက်လွတ်သွားတာလည်းဖြစ်နိုင်တယ်အဲ့တော့ကိုကဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ခုနပြောတဲ့လောက်ချင်တဲ့ဟာတွေရှိတယ်ဆိုရင်အခုကလေးစပြီးတော့တရုတ်ဘာသာစကားကိုကြိုပြင်ဆင်ထားပါဒါဆိုရင်တော့ကိုကျွမ်းကျင်အဆင့်ရောက်တဲ့အချိန်နဲ့ကိုဒီဟာနဲ့ပတ်သက်ပြီးတော့เนาะဘယ်အလုပ်ပဲဖြစ်ဖြစ်လုပ်တော့မယ့်အချိန်နဲ့ quality ဖြစ်သွားတဲ့အချိန်မှာကိုအတွက်သူများထက်ခြေတလန်းတာတာတွေအများကြီးတွေ့ရလိမ့်မယ်เนาะအားလေးတစ်ချက်မှာချင်ပါတယ်အဲ့တော့တရုတ်စာလေ့လာခြင်းနဲ့ဆိုရင်အခုကလေးကစပြီးတော့လေ့လာထားပါနောက်ဆိုတော့စာသင်ခန်းထဲမှာပြန်တွေ့မယ်ရှေ့ရှေ့သားကြား再见